အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ညီမပရိစ္ဆသမုပ္ပါမှာပါဝင်တဲ့အင်္ဂါ12ပါးကိုညီမနားလည်တယ်လို့လေပြန်လဲ share လုပ်ပေးသွားချင်ပါတယ်ရှင်အင်္ဂါ12ပါးကအဝိဇ္ဇာသင်္ခါရဝိညာဉ်နာမ်ယုတ်တလယတနာဖတ်တဝေဒနာတဏှာဥပါဒံကမ္မဘဝဇာတိဇရာမရဏလိုပဲဖြစ်ပါတယ်အဝိဇ္ဇာဆိုတာကမသိတတ်တဲ့သဘောဖြစ်ပါတယ်။ဘာတွေမသိတာလဲဆိုရင်သစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့မသိတာပါ။သစ္စာ၄ပါးကဘာတွေလဲဆိုရင်ဒုက္ခသစ္စာ၊သမုဒယသစ္စာ၊နိရောဓသစ္စာ၊မဂ္ဂသစ္စာတို့ဖြစ်ပါတယ်။သစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့မသိတာကိုအဝိဇ္ဇာလို့ခေါ်ပါရဲ့ရှင်။နံပါတ်1တစ်ချက်ကသင်္ခါရဆိုတာကပြုလုပ်တတ်တဲ့သဘောပါသင်္ခါရ၃မျိုးရှိပါတယ်ကာယသင်္ခါရဝစီသင်္ခါရစိတ်တသင်္ခါရဖြစ်ပါတယ်ကာယသင်္ခါရဆိုတာကကိုယ်အမူအရာနဲ့ပြုလုပ်တာကိုကာယသင်္ခါရလို့ခေါ်တယ်ဝစီသင်္ခါရကနှုတ်အမူအရာအဖြစ်ပြုလုပ်တာကိုဝစီသင်္ခါရစိတ်အကြံတွေးနဲ့ပြုလုပ်တာကိုတော့စိတ်တသင်္ခါရလို့ခေါ်ပါတယ်နောက်တစ်ခုကဝိညာဉ်ဆိုတာကပဋိတ္တိစိတ်ကိုခေါ်ပါတယ်ပဋိတ္တိစိတ်မှာ၃မျိုးရှိရယ်ပဋိတ္တိစိတ်ပဝုတ္တိစိတ်သုတိစိတ်ဆိုပြီးတော့ရှိပါတယ်ပဋိတ္တိစိတ်ကဘဝတစ်ခုဆက်စခြင်းမှာဖြစ်တဲ့စိတ်ကိုပဋိတ္တိစိတ်လို့ခေါ်တယ်ပဝုတ္တိစိတ်ကကြတော့ညီမတို့အခုဘဝအစနေပြီးတော့ဒီဘဝတစ်လျှောက်လုံးဖြစ်လာတဲ့စိတ်ကိုပဝုတ္တိစိတ်လို့ခေါ်တယ်သုတိစိတ်ကတော့တည်တော့မဲ့အချိန်ပေါ့နော်တည်နောက်ဆုံးအချိန်ကိုခေါ်ပါတယ်သုတိစိတ်ပါနောက်တစ်ခုကနာမ်ယုတ်ဆိုတာကဝိညာဉ်ပေါ့နော်ယုတ်ဆိုတာကခန္ဓာကိုယ်ယူပြောတာပါနာမ်ဆိုတာကစေတသိက်တွေယုတ်ဆိုတာကတော့ဝိညာဉ်တို့နာမ်တို့နဲ့မိတွဲဖို့ရာမိခံယုတ်ဖြစ်ပါတယ်ဝိညာဉ်နဲ့နာမ်ကကြတော့နာမ်တရားယုတ်ကယုတ်တရားဖြစ်ပါတယ်ရှင်နောက်တစ်ချက်ကတလာယတနာဆိုတာကရောက်အလာယတနာဆိုတာကတည်နေရာ6ခုကဘာတွေလဲဆိုရင်မျက်စိနားနှာခေါင်းရှားကိုယ်စိတ်တို့ပဲဖြစ်ပါတယ်ရှင်နောက်တစ်ခုကဖတ်တဆိုတာစိတ်နဲ့အာယုံကိုဆက်သွယ်ပေးတဲ့သဘောဖြစ်ပါတယ်နောက်တစ်ချက်ကဝေဒနာဆိုတာကဒီခံစားနဲ့ကိုယ်အပေါ်မှာဖြစ်တဲ့ခံစားချက်တွေကိုပြောတာပါခံစားနေရတဲ့ဝေဒနာတွေကိုပြောတာပါဝေဒနာမှာလည်း၃မျိုးရှိပါတယ်ဝေဒနာ၃မျိုးကဒုက္ခဝေဒနာဒုက္ခဝေဒနာရဲ့ဥပိ္ပခဝေဒနာဆိုပြီး၃မျိုးရှိပါတယ်ဒုက္ခဝေဒနာဆိုတာကကိုထိုင်နေရပေါ့အခုထိုင်နေတဲ့နေရာမှာညောင်းတာကြိုက်တာတွေဆိုရင်မတက်တာတဲ့သဘောကိုဒုက္ခဝေဒနာလို့ခေါ်တယ်ဒုက္ခဝေဒနာကကျတော့တက်တာတဲ့သဘောလေးပေါ့နော်တက်တာတဲ့သဘောလေးကိုဒုက္ခဝေဒနာဥပိ္ပခဝေဒနာကကျတော့မညောင်းလည်းမညောင်းဘူးတက်လည်းရှိရဲ့အလက်ပေါ့အဲ့ဒီနေရာလေးကိုကျတော့ဥပိ္ပခဝေဒနာလို့ခေါ်ပါတယ်ဝေဒနာ၃မျိုးကဒုက္ခဝေဒနာဒုက္ခဝေဒနာဥပိ္ပခဝေဒနာဖြစ်ပါတယ်ရှင်နောက်တစ်ချက်ကတဏှာဆိုတာကလူချင်းတက်မှတ်မှုပဲဖြစ်ပါတယ်နောက်တစ်ချက်ကဥပါဒံဆိုတာကဆွဲလန်းမှုတဏှာဆိုတာကတော့လူချင်းတက်မှတ်မှုအသေးစားပေါ့နော်ဥပါဒံဆိုတာဆွဲလန်းမှုအကြီးစားမရမနေလူချင်းတဲ့သဘောမျိုးဖြစ်ပါတယ်နောက်တစ်ချက်ကကမ္မဘဝဆိုတာမရအောင်အားထုတ်တာမျိုးပါကံမှာလည်း၃မျိုးရှိပါတယ်ကိုလက်ပေါ့နော်အရှိအမူအရာနဲ့ပြုလုပ်တာမျိုးကိုကာယနဲ့ပြုလုပ်အားထုတ်တာကိုကာယကံနှုတ်နဲ့ပါးစပ်ကနေတွတ်ဒီလိုမျိုးရွပွားတာမျိုးကိုဝစီကံလို့ခေါ်ပါတယ်မနောနောက်တစ်ခုကမနောနဲ့ပေါ့နော်စိတ်နဲ့အားထုတ်တာမျိုးကြံတွေးတာမျိုးဆိုရင်တော့မနောကံလို့ခေါ်ပါတယ်ကံ၃မျိုးပါကာယကံဝစီကံမနောကံနောက်တစ်ချက်ကဇာတိဆိုတာဖြစ်ပေါ်ခြင်းမွေးဖွားခြင်းကိုခေါ်ပါတယ်။ဘာတွေဖြစ်ပေါ်တာလဲဆိုရင်ခန္ဓာ၅ပါးဖြစ်ပေါ်တာပါ။ခန္ဓာ၅ပါးကဘာတွေလဲဆိုရင်ယူပခန္ဓာဝေဒနာခန္ဓာပညာနဲ့ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာလိုပဲဖြစ်ပါတယ်ရှင်။နောက်တစ်ချက်ကဇရာမရဏဆိုတာကအိုတာပါဘယ်သူအိုတာလဲဆိုရင်ခန္ဓာ၅ပါးအိုတာပါမရဏကသေတာပါဘယ်သူသေတာလဲဆိုရင်ခန္ဓာ၅ပါးသေတာပါဒီ12ပါးထဲမှာအရေးကြီးဆုံးဖြစ်တဲ့ဘဝတဏ္ဍာထဲမှာလဲပတ်နေတာကအဝိဇ္ဇာနဲ့တဏှာမူလနှစ်ပြားပဲဖြစ်ပါတယ်ဒါဟုတ်ကဲ့ပါရှင်ဒါကတော့ညီမကပရိစ္ဆသမုပ္ပါမှာပါဝင်ရဲ့အင်္ဂါ12ပါးကိုနားလည်သလိုလေးအဓိပ္ပာယ်လေးတွေပြန်လဲရှင်းမျှဝေပေးခြင်းဖြစ်ပါတယ်ရှင်အမှားတွေပါရင်လည်းထောက်ပြနိုင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာလည်းနောက်ထပ်ပရိစ္ဆသမုပ္ပါနဲ့ပတ်သက်ပြီးတော့ညီမနားလည်လောက်လေးပြန်လဲမျှဝေ
ပေးသွားပါအောင်မယ်ရှင်အားလုံးပဲကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေဘေးရန်တွေကင်းရှင်းကြပါစေအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်